ဘာလဲနဲ့ဖုန်းသစ်လဲတော့မို့လား အေးငါ iPhone လေးသဘောကျနေရလေဒါမှန်ငါကင်တွယ်ချမ်းတာသိရမလားရင်ဖုန်းဆိုလည်းခဏခဏလွတ်ကြပြီးတော့ကြာပွဲနေတာအခုလည်းအစ်စ်ဝယ်ပြီးသွားလို့ရှိရင်ကြာပွဲမှာစိုးနေရ ။ဩဘာမှစိတ်မပူနဲ့လေ Android ကနေဝယ်တဲ့ iPhone 17, iPhone 8, iPhone 17 Pro, iPhone 17 Pro Max model တွေမှာဆိုလို့ရှိရင် MK Ultra Protection အခမဲ့ပါတယ်လေ MK Ultra Protection အဲ့ဒါဘာလဲ ။အခုကြည့်နေတဲ့သူတွေရော MK Ultra Protection ကြောင့်သိပြီးပြီလား။ Android ကနေ iPhone 17, iPhone 8, iPhone 17 Pro, iPhone 17 Pro Max model တွေကိုဝယ်ယူပြီးတစ်နှစ်အတွင်းမှာဘယ်လိုကွဲကွဲကြိုက်တယ်လို့ကွဲ9,900ကျပ်ပေးရုံနဲ့အခု Uni Replacement Service ကိုအချိန်ရင်ကတ်သက်မရှိ Unlimited ရယူနိုင်မှာဖြစ်ပါတယ်။ဒါအပြင်တစ်နှစ်အတွင်းမှာရှေ့မှန်ကွယ်နောက်မှန်ကွယ်မတော်တဆထိခိုက်မှုတွေကို9,900ကျပ်ပေးရုံနဲ့အချိန်ရင်ကတ်သက်မရှိ Unlimited ဖြစ်ဖြစ်နိုင်အောင်ပါ။အဲ့ဒါအပြင်ဟိုမှာနှစ်နှစ်အတွင်းမှာ Battery Error တစ်စုံတစ်ခုဖြစ်ခဲ့ရင်လည်း Battery Replacement Service ကိုအချိန်ရင်ကတ်သက်မရှိအခမဲ့ Unlimited ရယူနိုင်မှာဖြစ်ပါတယ်။ ဟဲ့ဒါဆိုငါလိုမျိုးဖုန်းခဏလောက်လို့ကြတဲ့သူတွေအတွက်အရန်စင်ပြရပေါ့ငါလိုချင်တဲ့ iPhone လေးခုပဲဝယ်လိုက်တော့မယ်